အားလုံးပဲမင်္ဂလာပါကျွတ်ရွပြီးအရန်ရတာရှိတဲ့အသားတုတွေကြော်စားမှာမို့ဗီဒီယိုအဆုံးထိလိုက်ကြည့်ပေးကြနော်အရင်ဆုံး300 g ရှိတဲ့အသားတုတစ်ထုပ်ကို15မိနစ်ရေးစိမ်ပါမယ်15မိနစ်ကြာတဲ့အခါရေညှစ်ထုတ်ပြီးစကားနဲ့စစ်ထားပါမယ်မြစ်စဖြော်ပါမယ်။ပါဝင်ပစ္စည်းတွေကတော့ကျုပ်ငါးလုံးအသုံးပြုထားပါတယ်။မိတ်ဆွေတို့ကတော့ကြိုက်တယ်လို့အတိုးလျှော့ပြုလုပ်နိုင်ပါတယ်။ကျုပ်တွေကိုစားအနှဲငယ်ရတာမုံအနှဲငယ်ထည့်ပြီးတော့အားလုံးကိုမှုေပါမယ်။အားလုံးခလောက်ပြီးတဲ့အခါပုံမှန်ပြထားတဲ့အကြော်မှုတ်ကိုစံချိန်ခွက်နဲ့တစ်ခွက်ထည့်ပါတယ်ခုလိုအနေထားလေးရလာတဲ့အထိမှုေပေးပါရောင်လေးလှအောင်စနစ်မုတ်လေးအနည်းငယ်ထည့်ပါမယ်အနံ့လေးမှုအောင်ချက်သွန်ဖြူအမှုန့်နဲ့ဂျင်းအမှုန့်တို့ကိုအနည်းငယ်စီထည့်ပါတယ်အခုဆိုရင်ဖြင့်အရန်မှုတဲ့မုံနစ်လေးရပါပြီစလုံးကြီးတစ်ခုမှာခုနစစ်ထားတဲ့အသားဓုတွေကိုမုံနစ်လေးလောင်းပါမယ်ပြီးရင်နှံ့အောင်မှုေပါမယ်နှံ့အောင်နေပြီးအရသာဝင်အောင်15မိနစ်လောက်နှက်ထားပါအောင်မယ်အဲ့လိုစောင့်နေတဲ့အချိန်မှာအချင်လေးဖြော်ပါမယ်ခြံတွက်ငရုတ်သီးစိမ်းလေးတွေပါနာမင်ကိုလည်းရေးဆေးထားပါမယ်ကျသွန်ဖြူကိုလည်းခွာပြီးတန်ထားပါမယ်ငရုတ်သီးစိမ်းနန်းနန်းပင်ကျသွန်ဖြူတို့ကိုရောထောင်းပြီးတဲ့အခါမှာမကြီးသီးနဲ့ခညက်ကြိုထားတဲ့အရေးထည့်ပါတယ်။ငါးစုံထည့်ပါတယ်။ရတာမုံအနေငယ်ထည့်ပါတယ်။ပါတစိမ့်မြုပ်စီခရမ်းညစ်သီးဆော့လည်းအနေငယ်ထည့်ပါတယ်။ဆုံးမှာငမ်းမြရီထည့်ပါမယ်ခုဆိုရင်ဖြင့်အရန်ရတာရှိတဲ့အချင်းလေးရပါပြီအချင်းလည်းပြီးပြီဆိုတော့စကြော်ပါတော့မယ်ပြီးရင်ပြင်းမဲသွားတတ်လို့အလဲအလတ်လောက်ဆိုရပါပြီရွှေအိုရောင်လေးတန်းလာရင်ဆယ်လို့ရပါပြီကြော်ရတာအရမ်းမြန်ပါတယ်ဒီအသားတူကိုမုံနှစ်နဲ့ကြော်တာကလေငဖဲကိုကြော်သလိုမျိုးအေးသွားတဲ့အခါမှာရှုံသွားတာမျိုးမဖြစ်ပါဘူးအထဲမှာလည်းစီတွေဝစ်မနေပါဘူးအခုဆိုရင်ဖြင့်ကျွတ်ရွပြီးအရန်စားကောင်းတဲ့အသားတူကြော်လေးရပါပြီအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်